အားလုံးမင်္ဂလာပါကျမတို့အားလုံးသိကြတဲ့အတိုင်းပဲမြန်မာနိုင်ငံကိုနိုင်ငံခြားအသက်အာမခံလုပ်ငန်းတွေစတင်ဝင်ရောက်လာခဲ့တာက2019ခုနှစ်လောက်မှာဆိုတော့အသက်အာမခံနဲ့ပတ်သက်ပြီးတော့ကော product ဘိုင်းနဲ့ပတ်သက်ပြီးတော့ကော industry အနေနဲ့နှုတ်သေးတာပေါ့နော်ဒီနေ့မှာတော့ကျမတို့အနေနဲ့အသက်အာမခံဈေးကွက်နဲ့ပတ်သက်ပြီးတော့အထူးသဖြင့်မြန်မာနိုင်ငံမှာရှိနေတဲ့အသက်အာမခံဈေးကွက်နဲ့ပတ်သက်ပြီးတော့ကျမတို့တွေ့ကြုံနေရတဲ့အခက်အခဲလေးတွေကိုဆွေးနွေးသွားဖို့ဖြစ်ပါတယ်။ကျမနဲ့အတူဆွေးနွေးပေးမှာတော့ Agency Director မဆုနေကြည်ဖြစ်ပါတယ်။ Agency Leader တွေအနေနဲ့ကတော့အမအေးအေးသာထွန်းနဲ့ကိုဝေယံမြင့်တို့ပဲဖြစ်ပါတယ်။ Prudential မြန်မာအနေနဲ့အသက်အာမခံဈေးကွက်ထဲမှာအခုထပ်ပို့ပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့မိသားစုဝင်တွေရဲ့အနာဂတ်ကိုပို့ပြီးတော့စိတ်ချလုံခြုံအောင်အသက်အာမခံအစီအစဉ်တွေကိုပုံမကြကြပြတ်ပြတ်ကျမတို့ပြီးချင်ပါတယ်အဲ့ဒီအနေထားမှာသူတို့အနေနဲ့ကျမတို့အသက်အာမခံအကြောင်းနားလည်အောင်နောက်တစ်ခုကကျမတို့ပေးနေတဲ့ product တွေကိုလည်းပုံမနားလည်အောင်အဲ့ဒီအသိပညာတွေမျှဝေပေးခြင်းတယ်ပေါ့နော်အဲ့တော့အဲ့နှစ်ခုကိုတည်တခြားခြားကျမတို့ service ပေးနိုင်မှုအတွက်customer တွေရဲ့အမှန်တကယ်လိုအပ်နေတဲ့ needs ကိုကျမတို့နားလည်ဖို့လိုတယ်အဲ့တော့အမားတို့အနေနဲ့ customer တွေနဲ့နေ့တူကစကားပြောနေတဲ့အခါမှာဒီအသက်အာမခံအကြောင်းကိုလည်းမျှဝေနေတဲ့အခါမှာသူတို့အနေနဲ့အသက်အာမခံကိုဘယ်လိုမျိုးနားလည်လဲနောက်တစ်ခုကအသက်အာမခံ service ပေးတာနဲ့ပတ်သက်ပြီးတော့ဘယ်လိုအခက်အခဲတွေသူတို့အနေနဲ့ challenge တွေကြုံရလဲနောက်တစ်ခု feedback လေးတွေရောအဲ့ဒါလေးတွေကိုဆွေးနွေးပေးပါအောင်ရှင်ဟုတ်ကဲ့ပါညီမကြီးဒီအသက်အာမခံအတွက်ကို sales person အနေနဲ့ approach လုပ်တဲ့အချိန်မှာတော့နှစ်စားတွေ့တယ်ပေါ့အာမခံရှိပြီးသားလူရဲ့အာမခံမရှိသေးတဲ့အုပ်စုရဲ့ပေါ့နော်နှစ်အုပ်စုရှိသွားတဲ့အချိန်မှာအာမခံရှိပြီးသားအုပ်စုတွေကလည်းဒါအမတို့က approach လုပ်တဲ့အချိန်မှာပေါ့သူကရှိပြီးသားအာမခံလို့ပြောတယ်ဆိုတော့ဘယ်လိုအမျိုးအစားအာမခံမျိုးပါလဲလို့မေးလိုက်တဲ့အချိန်မှာ60 to 70% လောက်ကသူတို့ယူထားတဲ့အာမခံအမျိုးအစားကို life insurance လား health insurance လားကျွန်မဘာယူထားလဲမသိဘူးကျွန်တော်ဘာယူထားလဲမသိဘူးဆိုတော့ဝေဝါးဝါးလေးတွေပြန်ချရတယ်ဒါနဲ့တစ်ဆက်ထဲမှာက benefits တွေပေါ့ဒီအာမခံထားရှိအချင်းအပြင်ဒါဆိုလို့ရှိရင်ဒီအာမခံမှာဘာတွေရခဲ့တာလဲအာမခံဒီကလည်းကုမ္ပဏီတွေကလည်းအမျိုးမျိုးပုံမှုရှိနေတဲ့အချိန်မှာပေါ့နော်ဘာတွေရတယ်လဲဒီကုမ္ပဏီကဆိုမေးပြန်တော့လေကြနနမဖြေနိုင်ကြအောင်ကြနနမဖြေနိုင်ကြအောင်ပေါ့နောက်တစ် group ကတော့အာမခံမရှိသေးတဲ့ group ပေါ့အဲ့ဒီမှာမှ introduction ဝင်ထားပြီးသားအာမခံအကြောင်းကိုတစိုးတစည်းတည်တဲ့အုပ်စုတအုပ်စုရှိတယ်ဘယ်သူကမှ refresh ပေါ့ fresher အုပ်စုကတအုပ်စုတွေ့တယ်အဲ့တော့ fresher အုပ်စုအကြောင်းကိုအရင်ပြောရမယ်ဆိုလို့ရှိရင် fresher အုပ်စုကသူတို့ education လုပ်ဖို့အများကြီးလိုနေသေးတယ်ဒါတော်ကိုပြောရတယ်ပေါ့သူတို့เนาะတော်ကိုပြောတဲ့အထက်မှာသူတို့ကသူတို့စီက feedback တစ်ခုထွက်လာတာကနားတော့ထောင်နေတယ်စုံထိတဲ့သူတို့နားထောင်ပါတယ်ဒါပေမဲ့အကုန်လုံးပြီးတဲ့အချိန်မှာအာမခံဆိုတာကကုမ္ပဏီရဲ့ဒီအာမခံကုမ္ပဏီရဲ့ benefits ပဲagent ရဲ့ benefits ပဲသူတို့ရဲ့ benefits ကနည်းနည်းလေးပါလို့သူတို့ကအဲ့လိုလေသဘောပေါက်တယ်ပေါ့ချစ်ကခံရပြီးတဲ့လူအုပ်စုကလေသူတို့ရှားပါတယ်ဟိုလူလာပြောတယ်ဒီလူလာပြောတယ်ပေါ့ဒါပေမဲ့လေသူတို့သိမသေးကြဘူးပေါ့ဒီ service ကိုပြောချင်တာကတော့ benefits ဒီသူတို့အတွက် benefits ဆိုတာကို client တွေကိုယ်တိုင်ကတည်တည်ချာချာမသိသေးတာလို့ဒီလို feedback တွေတော့ရပါတယ်ဟုတ်ကဲ့အဲ့ဒါဆိုလို့ရှိရင်တော့သူတို့အနေနဲ့နှစ်ပိုင်းပေါ့နော်နှမျိုးနှစ်စားရှိရဲ့အခါမှာ customer ရှိပြီးသားဝယ်ပြီးသား customer တွေအနေနဲ့လေသူတို့ဝယ်ထားတဲ့ product ကိုသူတို့ဘာမှန်းသိပြီးတော့နားမလည်ဘူးမသိနေတာပေါ့နော်အဲ့လိုဆိုတဲ့အခါကျတော့ကျမတို့အနေနဲ့ဒီအသိပညာပေးအပိုင်းမှာအထူးသဖြင့်သူတို့နဲ့ customer တွေနဲ့အမှန်တကယ်လိုအပ်နေတဲ့ service တွေကိုပေးနိုင်ဖို့ဆိုတာက insuranceဒီ subject matter ကိုကျမတို့တိတိကျကျသူတို့နားလည်အောင်လုပ်ပေးရမယ်လို့ဒါကျမတို့ lesson အနေနဲ့သိရတယ်ပေါ့နော်မှန်ပါတယ်ဟုတ်ကဲ့အဲ့ဒါဆိုရင်ကိုဝေယံမြင့်အနေနဲ့ရောဒီအမအေးတာထုံကြုံတယ်လို့ပဲကြုံလားဒါမှမဟုတ်ဒီလိုမျိုးမတူညီတဲ့ဒီ feedback တွေ customer challenges တွေရောတွေ့ကြုံရလားအဲ့ဒါလေးလည်းမျှဝေပေးပါအောင်ရှင်ဟုတ်ကဲ့ဗျဟုတ်ကျွန်တော်လေးပေါ့ဒီရှေ့အမပြောသွားတယ်ပေါ့လေးပြောသွားတယ်လို့လက်ရှိဒီလို customer မျိုးတွေနဲ့တွေ့ကြုံရတယ်ပေါ့အဓိကကကျတော့အခုနောက်ပိုင်းပေါ့ကျွန်တော်တို့ဒီcustomer တွေတော်တော်များများကိုဒီ company ကျွန်တော်တို့corporate life မှာလုပ်နေတဲ့ဝန်ထမ်းတော်တော်များများဆိုလို့ရှိရင်ဒီ insurance agent တွေပေးရလူတွေချင်းကပ်ချင်းကိုခံရတယ်ပေါ့အဓိကအဲ့ချိန်မှာသူတို့ကတယောက်ယောက်ရဲ့ပေါ့ရှင်းမှုအရာပေါ့ referral ပေးလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော်တို့ကတရားပေါ့ဝန်ထမ်းတွေကနေပြီးတော့တိုက်ရိုက်သွားပြီးဆက်သွယ်တာပဲဖြစ်ဖြစ်သူတို့ကိုချင်းကပ်ချင်းခံရတဲ့အချိန်မှာသူတို့တွေက company အစုံကပေါ့ product အစုံကိုတချို့တွေကျတော့နားထောင်ကြရတယ်
ဒါပေမဲ့သူတို့တွေကတကယ်တမ်းသူတို့ interest ဖြစ်လို့စိတ်ဝင်စားလို့နားထောင်ကြတဲ့လူရှိတယ်လို့ချို့ကြလဲအားနာမှုတစ်ခုအရာပေါ့နားထောင်လိုက်ကြတဲ့လူတွေရှိတယ်အဲ့အချိန်မှာစနအမပြောတော့တယ်လို့ပဲပေါ့တကယ်တမ်းသူတို့ကျွန်တော်တို့ရဲ့ဒီအာမခံ product တစ်ခုချင်းစီရဲ့ benefits အသေးစိတ်တွေကိုသိမနေကြဘူးကိုယ်ကိုယ်ပြပြရှိမနေကြဘူးအဲ့မှာကျွန်တော်တို့တချို့ customer တွေဆိုလို့ရှိရင်သူ product တစ်ခုကိုတော့ဝယ်လိုက်တယ်ဒါပေမဲ့တကယ်တမ်းဘယ်ဟာတွေကသူ့အတွက်တကယ် benefits တွေလဲဘယ်ဟာအကျိုးကျေးဇူးတွေလဲကိုယ်ကိုယ်ပြပြမသိနေဘူးပေါ့အဲ့တော့နောက်ပိုင်းအချိန်မှာတကယ်တမ်းသူ claim ရမယ့်အချိန်မှာဒီဟာသူ့အတွက်တကယ်တမ်းအကျိုးရှိလားရလားတကယ်မရဘူးလားဆိုတာသူတို့အဲ့အချိန်မှာမသိကြတော့ဘူးဒီခွင့်မရတော့ဘူးအဲ့အချိန်မှာပြန်ပြီးတော့ agent ကိုပဲဖြစ်ဖြစ်အာမခံ company ပဲဖြစ်ဖြစ်ပြန်ဆက်သွယ်လာပြီးတော့ပေါ့ဂျားထဲမှာနည်းနည်းပေါ့ communication gap ဖြစ်တာဖြစ်လာကြတယ်များတယ်ပေါ့ကျွန်တော်လည်းအဲ့ဒါမျိုးတွေခုနောက်ပိုင်းတွေ့လာရတယ်ပေါ့အဲ့ဒါဆိုလို့ရှိရင်ဒီအသက်အာမခံနယ်ပယ်မှာကျမတို့အနေနဲ့ပို့ပြီးတော့အသိပညာပေးဖြန့်ဝေပေးလို့ရတာတွေဒီ agent တွေကတစ်စင်အများကြီးလုပ်လို့ရတဲ့အခန်းကဏ္ဍတွေရှိနေသေးတယ်လို့ကျမတို့လေ့လာမိရပေါ့နော်